မာနကြီးနှောက်ရက်တာဘာလို့မသိခဲ့တာလဲတခိုးနဲ့မောင်းထုတ်တဲ့တာမဟုတ်လားဖရားတဲ့မြတ်စွာဘုရားဤအလုံးစုံကိုသိတော်မူတဲ့တပ်ပြည်ညွတ်တညံတော်နဲ့ပတ်သက်ပြီးဦးဇင်းခဏခဏဖြေရပါတယ်အခုဒီမှာလဲထပ်ပြီးဖြေလိုက်ပါဦးမယ်နော်မြတ်စွာဘုရားသည်အလုံးစုံကိုသိတော်မူတဲ့တပ်ပြည်ညွတ်တညံတော်ကိုရသောပုဂ္ဂိုလ်ဆိုတာမှန်ပါတယ်သို့တော်လည်းပဲမြတ်စွာဘုရားသည်အချိန်ပြည့်သိနေတာမဟုတ်ပါဘူးတပ်ပြည်ညွတ်တညံတော်ကိုအသုံးချပြီးလောကကိုကြည့်မှအလုံးစုံကိုသိတော်မူမြင်တော်မူတာပါမြတ်စွာဘုရားသည်တပ်ပြည်ညွတ်တညံတော်နဲ့လောကကိုတနေ့ဘယ်နှကြိမ်ကြည့်တယ်လဲဆိုရင်တထာတတ္တနောတာဝကေရတ္တိယတယောဝါရီဒီဝတ္တတတယောဝါရီတိရတ္တိတိဝံစဝါရီအောလောကင်တော်မြတ်စွာဘုရားသည်နေ့3ကြိမ်ညင်3ကြိမ်တနေ့6ကြိမ်တိုင်တိုင်လောကကိုကြည့်တော်မူတယ်လို့အထာပထာကဆိုပါတယ်အဲ့ဒီလိုမြတ်စွာဘုရားသည်တပ်ပြည်ညွတ်တညံတော်နဲ့လောကကိုတနေ့6ကြိမ်ကြည့်တော်မူတဲ့အချိန်မျိုးမှသာလျှင်အလုံးစုံကိုသိတော်မူမြင်တော်မူပါတယ်တပ်ပြည်ညွတ်တညံနဲ့မကြည့်တဲ့အချိန်မျိုးဆိုရင်တော့မသိပါဘူးမမြင်ပါဘူးမြတ်စွာဘုရားနဲ့အရှင်အာနန္ဒာစကားပြောနေတဲ့အချိန်ဟာမြတ်စွာဘုရားသည်တပ်ပြည်ညွတ်တညံတော်ကိုအသုံးချနေတဲ့အချိန်မဟုတ်တာကြောင့်အရှင်အာနန္ဒာကိုမာနကြီးနှောက်ယှက်တာမသိလိုက်ခြင်းဖြစ်ပါတယ်နားလည်ပါစေနော်ယေရှုကအချိန်ပြည့်သိတာပါသူ့ရဲ့သာသနာပြုတဲ့နေရာတိုင်းမှာတေသူများကိုရှင်စေခဲ့တယ်လို့သူများတွေသူ့ကိုယုံကြည်စိတ်ကိုသိလို့အနာပြောက်ကင်းစေခဲ့တာအများကြီးရှိခဲ့ပါတယ်တဲ့ဒီမှန်လေးကဗုဒ္ဓ၏အလုံးစုံသိသောတပ်ပြည်ညွတ်တညံအကြောင်းပြောထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်ဦးသိန်းကသူတစ်ပါးယုံကြည်ရာဘာသာကိုမတိုက်ခိုက်ဘူးတိုက်ခိုက်တတ်တဲ့အလေးအကျင့်လည်းမရှိဘူးသို့တော့ဦးသိန်းတင်ထားတဲ့ပို့ထဲမှာအခုလိုပောက်ကရတွေလာပြောပြီးဆိုရင်တော့တုတ်ပြန်တတ်တဲ့အလေးအကျင့်တော့ရှိတယ်နော်အခုလည်းတုတ်ပြန်မှာဖြစ်တယ်2008ခုနှစ်မတ်လ2ရက်နေ့တုန်းကနာဂိတ်မုန်တိုင်းကြီးတိုက်တဲ့အခါမှာလူပေါင်းမြောင်များစွာတေကျေပျက်စီးခဲ့ရတယ်အဲ့ဒီထဲမှာဗုဒ္ဓဘာသာဝင်တွေလည်းပါတယ်လို့ဖန်ဆင်းရှင်ကိုးကွယ်တဲ့လူတွေလည်းပါတယ်တက္ကတော်ပြောသလိုတက္ကတော်တို့ရဲ့ဖခင်ကအချိန်ပြည့်သိနေတယ်ဆိုရင်အဲ့ဒီနာဂိတ်မုန်တိုင်းကြီးတိုက်မှာကိုဘာလို့ကြိုမသိတာလဲဘာလို့ကြိုပြီးလာမပြောတာလဲနောက်ပြီးဒီနှစ်မှာငလျင်အကြီးအကျယ်လှုပ်တဲ့အတွက်ကြောင့်လူပေါင်းမြောင်များစွာတေကျေပျက်စီးခဲ့ရတယ်အဲ့ဒီထဲမှာဖန်ဆင်းရှင်ကိုးကွယ်တဲ့လူတွေလည်းပါတယ်တက္ကတော်တို့ဖခင်ကတက္ကတော်ပြောသလိုအချိန်ပြည့်သိနေတယ်ဆိုရင်အဲ့ဒီငလျင်လှုပ်မှာကိုဘာလို့ကြိုမသိတာလဲဘာလို့ကြိုပြီးလာမပြောတာလဲအဲ့ဒါတွေကိုကြည့်တော့အဖြစ်တက္ကတော်တို့ကိုးကွယ်တဲ့ဖခင်မရှိဘူးဆိုတာထင်ရှားပါတယ်နော်မရှိလို့လည်းပဲရာဇဝင်ဆရာကြီး H.G. ဝဲကအနန္တတကုရှင်သာဝရဘုရားသည်တကယ်အထင်ရှားရှိ၍ဤလောကအတွင်း၌တိုက်ခိုက်နေကြသောစစ်ပွဲများတေကျေပျက်စီးခြင်းများစစ်နှင့်ပတ်သက်သောကြောက်လန့်ဖွယ်ရာများကိုတားဆီးနိုင်သောတတ္တိရှိပါလျက်တမင်စိန်ခံပြီးကြည်နေခဲ့သည်ဆိုလျင်ထိုသာဝရဘုရား၏အဖုံးအကာမရှိသောမျက်နာကိုတရွေးနှင့်ထွေးမိမှာအမှန်ဖြစ်သည်လို့ပြောတာပေါ့အဲ့ဒီရာဇဝင်ဆရာကြီး H.G. ဝဲဆိုတာကလေခရိယန်ဘာသာဝင်ကြီးဖြစ်တယ်နော်ဦးဇင်းပြောချင်တာကတော့တက္ကတော်တို့ဖခင်ဟာအချိန်ပြည့်သိတာမသိတာအသာထားပါဦးနော်တတလောမှာကိုကွယ်နေတဲ့ဖန်ဆင်းရှင်သာဝရဘုရားတကယ်ရှိမရှိဆိုတာကိုသိအောင်အရင်လုပ်ပါလို့ပြောချင်ပါတယ်ဒါပါပဲနော်